အသားရည်ကြည်လင်ပြီးနုပြိုချင်ပါသလားအလွယ်တကူဖျားနာတက်လို့စိတ်ညစ်နေပါသလားဒီဗီဒီယိုလေးကတင့်အတွက်အဖြေတစ်ခုဖြစ်လာနိုင်ပါတယ်ကျမတို့ရဲ့ခန္ဓာကိုယ်အတွက်ဗီတာမင်စီဟာမရှိမဖြစ်လိုအပ်တဲ့အာဟာရတစ်ခုပါသူကခန္ဓာကိုယ်ရဲ့ကိုယ်ကာစနစ်ကိုမြင့်တင်ပေးပြီးဖျားနာတာအေးမိတာတွေကိုကောက်ွယ်ပေးပါတယ်ဒါပြင်ကောလာဂျင်ထုတ်လုပ်ဖို့အတွက်လည်းဗီတာမင်စီကအရေးပါပါတယ်ကောလာဂျင်ကဘာလို့ပေးတယ်လဲဆိုတော့ကိုယ့်ရဲ့အသားအရည်ကိုတည်ရင်းနုပြိုစေပြီးရေးကြောင်းတွေကိုလျော့ပါသက်သာစေပါတယ်တန်ရာတွေအနာတွေမြင်မြန်ကျပ်ဖို့တန်တဲ့ဆောက်ယူမှုအားကောင်းဖို့နဲ့ခန္ဓာကိုယ်ကအဆိပ်တောက်တွေကိုဖယ်ရှားဖို့လည်းဗီတာမင်စီကအစွမ်းထက်ပါတယ်ဒီလောက်အကျိုးကျေးဇူးများတဲ့ဗီတာမင်စီကိုဘယ်အစားအစာတွေကနေရနိုင်မလဲဆိုတာကိုကြည့်လိုက်ရအောင်လိမ္မော်သီးရှောက်သီးတက်မြသီးလိုအချင်းထဲရှိတဲ့သတိတွေကဗီတာမင်စီရဲ့ဘရင်လို့တောင်ပြောလို့ရပါတယ်ဒါပြင်မြုပ်ပွားသည့်ပန်းခေါ်ပီစိမ့်နဲ့ပန်းခေါ်ပီတို့လိုဟင်းသီးရွက်တွေမှာလည်းဗီတာမင်စီအများကြီးပါဝင်ပါတယ်ဒါတွေမကသေးဘူးကီဝီသီးနက်နက်သီးတရက်သီးနဲ့စထရောဘယ်ရီသီးတို့လိုအရသာရှိတဲ့သတိတွေကလည်းဗီတာမင်စီကိုရယူနိုင်ပါသေးတယ်ဒီအစားအစာတွေကိုပုံမှန်စားသုံးခြင်းဖြင့်ကိုယ့်ရဲ့ကျန်းမာရေးနဲ့အလှအပကိုတစ်ပြိုင်နက်တည်းထိန်းသိမ်းထားနိုင်ပါတယ်ဒါဆိုရင်ခန္ဓာကိုယ်အတွက်အရန်ရေးပါတဲ့ဗီတာမင်စီကိုဘယ်လိုရနိုင်မလဲဆိုတာကိုသိသွားပြီလို့မျှော်လင့်ပါတယ်။ကျန်းမာတဲ့ဘဝပုံစံကိုစတင်ဖို့အတွက်အခုပဲဒီအစားအစာတွေကိုကိုယ့်ရဲ့နေ့စဉ်စားသောက်မှုထဲမှာထည့်သွင်းလိုက်ရအောင်နော်။